အားလုံးပဲမင်္ဂလာပါခင်ဗျာစာပေချစ်သူများကိုအစဉ်လေးစားလျက်ကျွန်တော်နာမည်ကတော့ဒီပါဖြစ်ပါတယ်ဒီနေ့မှလည်းစာအုပ်ကောင်းများစွာရှိတဲ့အထက်ကမှစာရေးဆရာဧကမင်းရဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုထပ်မံတင်ဆက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါစီမျောနားဆင်အားပေးကြပါဦးခင်ဗျာဘုရားဘူးပို့ဆောင်ရေးမှာအမြန်ရင်ကြီးနှစ်စီးညနေ6နာရီခွဲရန်ကုန်မြို့မှထွက်ခဲ့ကြသည်ဘုရားလဲဖူးလိလာစရာရှိလိလာအပန်းလဲဖြည့်ရန်အတွက်ကားနှစ်စီးနဲ့ထွက်လာခဲ့ကြခြင်းဖြစ်သည်ထိုကားပေါ်မှာတော့တန်လျင်နည်းပညာတက္ကသိုလ်မှာကျောင်းသူကျောင်းသားအဓိကပါသည်အချို့ကဆွေမျိုးသားချင်းမိဘတဦးစနှစ်ဦးစပါလာကြသည်ပကံညောင်ဦးဆွေတော်လေးစုအပြင်ပုပ်ပါသူပါခီးစဉ်ဆွဲလာကြသည်ကျောင်းသားလူငယ်များဖြစ်သည်ဖြင့်သူအစုနှင့်သူနှောက်ရင်းပြောင်ရင်းကားပေါ်မှာအချိန်ကိုကုန်လွန်စေသည်ကားပေါ်မှာပုံမှန်ပြသနေသောမြန်မာဇာတ်လမ်းဗီဒီယိုကိုညီသူမှစိတ်ဝင်စားဖုန်းတစ်လုံးနှင့်တခြင်းနားထောင်သည်ဖုံးပွတ်ကြသည်135မိုင်စက္ကန့်သို့အရောက်အပေါ်အပါးသွားရန်အစာပြေစားရန်နိုင်ရီဝက်ဝင်ပြီးရက်နာပေသည်၆လောက်ဆိုင်များအတွင်ဝင်ပြီးဖိုက်ဖြေကြသည်နိုင်ဝက်အတွင်ကားပေါ်ပြန်ရောက်ပြီးကားမှာဆက်၍ထွက်လာခဲ့ကြသည်အချိန်ကအမောင်ကြီးဆိုးနေပြီလမ်းပေါ်မှာအဝေးပြေးကားကြီးများမီးအောင်မှလွဲ၍လမ်းမီးမရှိကားဒရိုက်ဘာဘေးမှာရင်ကူတယောက်ကထိုင်ပြီးရေတောက်လိုက်ကွန်းရဝါလိုက်နဲ့စကားပြောရင်းခရီးနေနေသည်နေ့စဉ်ညနေတကောင်မိုးချုပ်ကမိုးလင်းကားမောင်းရင်အချိန်ကုန်နေသဖြင့်အမတ်တမဲ့နိုင်မီးသွားတတ်သည်ထိုကဲ့သို့မဖြစ်ရန်ရင်အကူကအနီးကထိုင်ပြီးအိမ်မငိုက်အောင်စကားမရှိစကားရှာပြောပေးကြရသည်သူတို့ကားနှစ်စီးကိုအဝေးပြေးကားကြီးများကမီးအချက်ပေးပြီးကြော်တက်သွားကြသည်ထိုစဉ်မီးအောင်အောက်မှာရုံလေးတကောင်ဖြတ်ပြေးသွားသည်ရှေကားနဲ့သူတို့ကားကြားမှလွတ်အောင်ဖြတ်ပြေးသွားသည်ကိုဆရာတိတ်မမြန်စေနဲ့ဒီဝင်းကျင်မှာတောကောင်လေးတွေလမ်းပေါ်တက်လာတတ်တယ်အကောင်ကြီးကြီးတိုက်မိတော့လဲကားပေါ်ဆွဲတင်သွားတာပေါ့ကွာပြီးခဲ့တဲ့လကတောင်ကြီးအင်းလေးခကြီးမှာကလောမရောက်ခင်လမ်းပေါ်မှာတောဝက်တကောင်ကိုဝင်တိုက်မိလိုက်သည်ကားကလည်းအချိန်လျော့ပြီးခပ်ပြေးပြေးအစင်းလန်းကလေးအတိုင်းမောင်းလာစဉ်အချိန်နဲ့ပြေးတက်လာတော့တောဝက်ခက်ရွယ်ရွယ်တကောင်ကိုဝင်တိုက်မိပြီးကားရှိဘေးနဲ့တက်ကြိမ်မိလိုက်သည်ကားကရုတ်တရက်စောင်းသွားသဖြင့်မောက်ပြီးထင်ပြီးခရီးသည်များထအော်တော်သည်ကားကဘာမှမဖြစ်ပဲရက်သွားသည်သူတို့နှစ်ယောက်ကားပေါ်ကဆင်းပြီးထိုတောဝက်အသေးကောင်ကိုအသေးအချာပလတ်စတစ်နှင့်ပတ်၍ကားပေါ်တင်ခဲ့သည်အောင်ပန်းမှာတစ်ထောင်နာသဖြင့်ဘင်းတရားမှအပြန်စားတောက်ရန်စီစဉ်ထားခဲ့သည်ဘင်းတရားကအပြန်နှိမ့်လေစာကိုအောင်ပန်းမှာတောဝက်သားနှင့်သမင်းစားကြသည်သူတို့ကားမောင်းတဲ့အတွင်ထိုတစ်ချိန်ကားနှင့်တိုက်မိသောတောကောင်သားကိုစားပူးခြင်းဖြစ်သည်ထို့နောက်ညာခီးမောင်းတိုင်းအကောင်ကြီးသားများကြုံရလိမ့်မလားဟုအတွေးတွေရောက်နေခဲ့သည်နောက်ကြတော့ထိုကိစ္စလည်းကောင်းတယ်မရှိတော့ရံဖန်ရံခါယုံလေးများမွေများမွေပါများကိုတိုက်မိကျိမ့်မိသည်ကားနောက်ဖက်မှာအော်ကြပြောကြပြောင်ကြလောင်ကြသည်အတန်များငြိမ်သက်ကုန်သည်တော်တော်များများစောင်းချုံပြီးအိတ်ကုန်ကြပြီကားလမ်းပေါ်မှာလူပြောများသည့်တစီတရေရန်ကလည်းရှိသေးသည်ကားမောင်းသမားတော်တော်များများကြုံဘူးကြသည်ဟုဆိုသည်အဝေးပြေးအမြန်လမ်းမကြီးစပွင့်ကလေးကမကြာခဏကားတိုက်ခြင်းကားမောက်ခြင်းတို့ကြောင့်လူအတော်များများတည်ကြည်ကြသည်တို့အသေးကောင်တို့ဤဝိညာဉ်များလမ်းကြီးပေါ်မှာလွင့်မျောသွားလာနေကြသည်ထိုဝိညာဉ်တို့နှင့်အကြောင်းတိုက်ဆိုင်၍ကြုံကြသူများရှိကြသည်ထိုစဉ်နောက်မှအဝေးပြေးကားတစ်စီးအချက်ပြပြီးလမ်းတောင်းသဖြင့်အရှိန်လျှော့ကားလမ်းဘေးချပြီးမောင်းလိုက်သည်မကြခင်ထိုအဝေးပြေးကားကြော်တက်သွားသည်ဆရာရှိမှတရားရှိတယ်သိပါတယ်ဒီနေရာရောက်ရင်လက်ကအလိုလိုအသင့်ဖြစ်နေတာထိုတရားလက်ရန်နဲ့
ကြာခဏကားကြီးကားသေးတိုက်မိသည်ပွတ်ဆွဲသည်အသက်တွေနှင့်အယောအစားလုပ်သောနေရာဖြစ်သည်တရားကိုကြော်ပြီးနောက်ကားကိုပုံမှန်ဆက်မောင်းခဲ့သည်ဟာလူကားရှိမှနေ၍လူတယောက်ကုန်းကွာနှင့်ဖြတ်ဝင်ရင်အကူကထား၍អော်လိုက်စဉ်ဒရိုင်ဘာကရုတ်တရက်ဘရိတ်ကိုနင်းလိုက်သည်ကားကလူတယောက်ကိုဖြတ်ကျိတ်တဲ့ကဲ့သို့ခုန်သွားပြီးဘရိတ်မိကရက်သွားသည်ဘာဖြစ်သွားတာလဲကားဘိန်းပေါက်တာလားဟဲ့လူတိုက်တာထင်တယ်အိမ်ငိုင်နေသူများအိပ်ပျော်စားလူများရုတ်တရက်ထင်ရမြင်ရထပြောနေသည်ဒရိုင်ဘာရောရင်အကူပါကားပေါ်ကမစင်းဝင်သည်ကားအောက်မှာပိုးဆိုးပတ်ဆက်တင်နေသောလူကိုမမြင်ဝင်၍ဖြစ်သည်ဘာဖြစ်တာလဲဗျကားပေါ်မှာကျောင်းသားမိဘတယောက်ကလမ်းမေးလိုက်သည်ဒရိုင်ဘာလည်းပြန်မဖြစ်သူတို့ဆရာတပည့်နှစ်ယောက်ဓမိကိုစီတိုင်းပြီးအောက်ဆင်းကြသည်ကားအုပ်ကိုမီးထိုးကြည့်သည်ဒီဘက်မှာမရှိဘူးဒါဆိုဟုတ်ဘက်ချမ်းမှာတွားကြည့်ကွာရင်အကူကကားကြီးတစ်ဖက်အချမ်းမှာတွားရှာကြည့်သည်မတွေ့ဘူးဆရာကားအောက်မှာလည်းမရှိကားဘေးမှာလည်းအတိုက်ခံထားရသူကိုမတွေ့ကားလမ်းပေါ်မှာတွေးတဆက်ပင်မတွေ့သူတို့စိတ်ထဲထူးဆန်းအောင်နေတယ်လို့တကယ်လူစင်စစ်ကိုတိုင်းမိခြင်းမဟုတ်သည့်အတွက်စိတ်ထဲစိုးရိမ်ထိတ်လန့်မှုကိုလျော့ပါသွားသည်ဒါပေမဲ့ကားကလူအစ်စ်ကိုတိုင်းမိခြင်းမဟုတ်ဘူးဆိုရင်နာနာဘဝတစီတရေတကောင်ကိုတိုင်းမိခြင်းကိုဆုံးဖြတ်ပြီးကဲလူမဟုတ်ရင်တရေကိုတိုင်းမိတာဖြစ်လိမ့်မယ်ရှေ့ကားကတော်တော်ရောက်သွားပြီတို့လည်းသွားကြမယ်ဟာဆရာကားဘေးကိုအရေးမဲတွေကတ်နေတာမြင်လိုက်တယ်ဟုတ်ရဲ့လားကွာငါကတရေဆိုလို့မင်းကပါပို့ပြီးတရေကိုမြင်လိုက်ပြန်ပြီလာတက်သွားကြမယ်ဆရာကပြောရင်မယုံဘူးအနည်းဆုံးမဲအရေး9ခု6ခုမှကမြင်လိုက်တယ်လမ်းပေါ်မှာလားလမ်းဘေးကနေကားစီဝင်ကတ်လာတာဟုတ်လို့လားကွာဟုတ်ပါတယ်ဆိုကားစီမလို့များလားမသိဘူးပေါက်ကြရတယ်ပြောမနေနဲ့သွားကြမယ်ကားကလူမတိုက်မိလို့တော်သေးတယ်မူသာတိုက်မိရင်ဒီခီးစင်တော့ပြက်ပြီကွာကုမ္ပဏီကကားအစားထည့်ပေးရမှာပေါ့ကားကဘာမှမဖြစ်လို့တော်သေးတယ်စောကအချိန်နဲ့ break နင်းလိုက်တာကားလှိမ့်သွားနိုင်တယ်ဆရာပြောမှရင်တော်တုံသွားပြီဘယ်လိုဖြစ်တာလဲကားကိုရှေ့ခီးဆန်ရန်ဆန်နိုးလိုက်သည်ဘယ်လိုမှမနိုးမဟုတ်သေးပါဘူးဘာကြောင့်မနိုးရတာလဲလှုပ်ပါအောင်အပြစ်လေးပါလေးရှားပါဦးရင်အကူကဆက်စရာတစ်ပိုင်းရင်မောင်းတစ်ပိုင်းဖြစ်သည်ပြစ်ချက်ရှာနေသည်ဘာမှမတွေ့ဘူးဆရာအားလုံးအပြက်စီးမရှိဘူးဒါဆိုနိုးမယ်ဟာဘာဖြစ်တာလဲကားကဆက်လဲမနိုးလူလဲမတက်ကားပေါ်ကလူများလဲလှုပ်ရှားမှုမရှိပဲဘဲညာလူးနေသည်ဆရာကားဘာဖြစ်တာလဲဘာဖြစ်လို့လဲကွာဘဲညာရိမ့်သွားသလားလို့အမတ်တမဲ့ပဲတတိမထားမိလိုက်ဘူးငါလဲကျောင်းဆရာတယောက်ကကားရင်ထိုးသွားသည်ကိုတတိထားလိုက်မိသဖြင့်ဒရိုင်ဘာအားလမ်းမေးလိုက်သည်ဒရိုင်ဘာကလည်းအခြေအနေမသိသောကိစ္စကိုထင်ကြီးနှင့်မပြောချင်သဖြင့်စကားပြတ်သွားအောင်မသိဟုဖြေလိုက်ခြင်းဖြစ်သည်ဒါပေမဲ့ကားဆက်နိုး၍မနိုးခြင်းကသူတို့အတွက်ထူးဆန်းနေသည်ဒါရိုးတော့မဖြစ်နိုင်ခုံမော်ထိုင်ရင်စဉ်းစားသည်ရင်ကူကလည်းစက်ပိုင်းဆိုင်ရာကိုလျှက်စစ်ပိုင်းဆိုင်ရာပါပြစ်ချက်မရှိဘူးဆိုသည်ဒရိုင်ဘာရှိမှဖုံးမိတန်ထွက်လာသည်ကိုဘဝင်းဆက်တာပဲဒရိုင်ဘာကဖုံးကောက်ကင်လိုက်သည်ကားဘာဖြစ်လို့လဲဘာဖြစ်မှန်းမသိဘူးကားရှိကလူတယောက်ဖြတ်ဝင်လာပြီကားကအဲ့ဒီဖြတ်ဝင်တဲ့လူကိုတိုက်မိလိုက်တယ်ဆင်းကြည့်တော့ဘာမှမရှိဘူးကားပြန်ထွက်မလို့ဆက်နိုးတာဘလို့မှနိုးမရဘူးဖြစ်နေတယ်တင်ထုံးကတော့ကားနားကိုအရေးမဲတွေဝင်ကတ်လာတာမြင်တယ်လို့ပြောနေတယ်အခုကိုဘဝင်းတို့ကဘယ်ရောက်သွားပြီလဲခင်ဗျားတို့ကပါမလာလို့ရက်ဆောင်နေတယ်ရှေ့တမိုင်လောက်กว่าပဲထင်တယ်ခင်ဗျားတို့ကမီးအောင်ကိုရေးမြင်နေရတယ်ခင်ဗျားတို့ကမှစားစရာတောက်စရာတွေပါလို့များလားစားစရာတောက်စရာပါတာအထူးဆန်းလားဗျမဟုတ်သေးဘူးခါတိုင်းပါတာအကြောင်းမဟုတ်ပင်မဲ့စားခြင်းတောက်ခြင်းနဲ့အကောင်နဲ့စားစရာပါတဲ့အချိန်တိုက်ဆိုင်ဝိုင်းဖြစ်ခြင်းဖြစ်မှာပေါ့ကားမှာပြစ်ချက်မရှိဘူးဆိုရင်ကျွန်တော်ပြောတာဖြစ်ခြင်းဖြစ်နိုင်တယ်ခင်ဗျားလူတွေကိုမေးကြည့်ပါလားဟေးမေးကြည့်လိုက်မယ်အဆိုအကြောင်းထွင်းရင်ဖုံးပြန်ဆက်လိုက်ကောင်းပြီ
ရှေ့ကားမှဖုံးချသွားသဖြင့်ဖုံးကိုနေရာတကျပြန်ထားလိုက်ပြီးကဲအခုကားပေါ်မှာပါလာတဲ့ဆရာမောတို့ចောင်းသားတို့ကားပေါ်မှာဟင်းနေပါတွေထည့်ပြုတ်လာတာများရှိလားဘာဖြစ်လို့လဲကားဆရာကားကဆက်မပြတ်ပဲထိုးရနေလို့ဘလို့နိုးဆက်ကမနိုးဘူးအဲ့ဒါကြောင့်မေးရတာဟေးတရေလားဒါတော့အတက်ပြောလို့မရဘူးဖြစ်နိုင်တာအားလုံးစဉ်းစားရမှာပဲဒီလမ်းနေမှာသွားလာရင်အစားတော့မြူရဘူးလို့သတ်မှတ်ချက်တော့မရှိဘူးဒါပေမဲ့စားခြင်းတောက်ခြင်းနဲ့အကောင်နဲ့တိုက်ဆိုင်သွားကြုံတဲ့အခါဆိုရင်တော့မထင်မှတ်ထားတာလေးတွေဖြစ်တတ်တယ်ကားအဆင်ပြေပြီးသွားလို့ရအောင်အတက်နိုင်ဆုံးလိုက်ရောပေးကြပါဟိုအုပ်စုယူရီးယားခင်လှုပ်ရှားမလို့အသားစိမ်းဘူးတွေပါလာတယ်မလားဘာအသားစိမ်းဟုတ်လားညအိမ်မက်နေရာမှာညဘက်အသားငါးကင်ပြီးစားရအောင်အမဲသားဝက်သားချက်သားပစွန်အေးခံဘူးသုံးဘူးနဲ့ထည့်လာခဲ့တယ်ယူရီးယားခင်လှုပ်ရှားကြမလို့ခက်မီးဖို့အသေးလေးနှလုံးပါလာတယ်ဟေးဒါဆိုဟင်းပါလို့မဖြစ်နိုင်ဘူးအသားစိမ်းငါးစိမ်းဘူးတွေပါလို့ဆိုတာကြီးသေးပါ့အောက်ကိုတယောက်လိုက်ခဲ့ပြီးဘူးတွေကိုပြပေးပါဘာလို့မလို့လဲရှစ်ခီးဆက်ချင်ဘူးတွေကသားစိမ်းတွေကိုတွန်းထားခဲ့ရမယ်ဟာနှမျိုးစရာကြီးကျောင်းသူလေးများကသူတို့အစီအစဉ်ပြက်ပြီးမှန်းသိ၍နှမျိုးတပြောလိုက်သည်ဒရိုင်ဘာနဲ့အတူဆီယာမတယောက်ကားပေါ်မှာအောက်သို့ဆင်းလာသည်ရင်အကူကကားအောက်မှပစ္စည်းထည့်သောအခန်းတကားတော်ကိုဖွင့်လိုက်သည်အဖုံးကိုအပေါ်သို့မှတင်လိုက်ပြီးအတွင်းသို့ဓမီထိုးပြသည်အတွင်းမီလုံးလဲလင်းနေသည်ဓမီနှင့်လိုက်ထိုးကြည့်သည်ဟိုရေခဲဘူးသုံးဘူးမလားဆရာမဟုတ်တယ်အဲ့ဒီသုံးဘူးပဲဟိုမှာတဘူးကပါလဲဆရာမတို့ဘူးမဟုတ်ဘူးလားမဟုတ်ဘူးအထဲမှာဘာလဲဖွင့်ကြည့်ပါလားတောင်းသားမိဘတွေပစ္စည်းဖြစ်မယ်ထင်တယ်ကားအောက်ခန်းထဲဝင်ပြီးဘူးသုံးဘူးကိုဆွဲထုတ်လိုက်သည်ကျန်တဲ့ဘူးကိုဖွင့်ကြည့်သည်ဒီဘူးထဲမှာလဲသားစိမ်းငါးစိမ်းတွေပဲတစ်မျိုးစီကိုပလတ်စတစ်များနဲ့ပတ်ထားသည်ထိုဘူးကိုပါအပြင်သို့ကမ်းပေးလိုက်သည်ထိုဘူးလေးဘူးကိုကားလမ်းမေးယူသွားပြီးတွန်ချလိုက်သည်ဟေးကားကြီးကလှုပ်သွားတယ်ကားပေါ်ရောက်နေသည့်နာနာဘဝကောင်များကားပေါ်မှာအပြေးလွှားဆင်းကုန်သည်လားမသိကားကြီးရင်ထိုးသွားသည်ကိုတိလိုက်တော့ကားပေါ်မှာလူများထအော်ကြသည်ဘူးလေးဘူးလုံးတွန်ပြစ်လိုက်ပြီးဘူးလွတ်များကိုကားပိုက်အောက်အခန်းထဲပြန်သွင်းပြီးတကားပြန်ပိတ်လိုက်သည်ကဲစားကျင်တာစားရပြီကားကိုမနှောက်ယှက်နဲ့တော့ဒရိုင်ဘာကထိုကဲ့သို့အတန်းကျဲလမ်းပြောပြီးကားပေါ်တက်လိုက်သည်ကဲဆရာဆက်နိုးကြည့်ပါဦးအိုးတော်ပါသေးရဲ့ကားကတစ်ချက်နိုးတစ်ချက်ထဲနဲ့နိုးတော့သည်ကားကိုဆက်ပြီးမောင်းထွက်ခဲ့သည်ယူရီးယားခင်လှုပ်ရှားချင်၍တကူးတကတားငါးများတေဆောင်လာခဲ့သည်ကျောင်းသူလေးများလည်းတွန်ပြစ်ခဲ့ရသောသူတို့ပစ္စည်းများကိုနှမျောတစွာနှင့်ရှိကြတော့လေတရေတစေရန်ကလွတ်လာသည့်အတွက်တယောက်ကိုတယောက်အပြစ်ဖို့စကားဆိုရင်ကားပေါ်မှာလှုပ်ရှားရှိနေတော်သည်အစုံလေးလိုက်ပါစီမျောနားဆင်အားပေးကြတော့ဒူးတယောက်ချင်းစီတိုင်းကိုကျေးဇူးများရေးတင်ရှိပါရခင်ဗျာနောက်ရက်တွေမှာလည်းဇလန်းကောင်းများနဲ့ပြန်လာအောင်မှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျာကျေးဇူးများရေးတင်ပါတယ်